မင်္ဂလာပါရှင်ဒီနေ့မှာတော့အကျဲတဲဖြွနေတဲ့အချိန်မှာခေါင်းဆောင်တယောက်ရဲ့ဉာဏ်ပညာဘလောက်အရေးကြီးလဲဆိုတော့ပြောပြထားတဲ့တင်းထုကစားတော်အကြောင်းလေးကိုပြောပြသွားခြင်းပါတယ်ရှင်ကိုအရန်လိုချင်တဲ့အရာတစ်ခုကကိုအတွက်အန်ဒီရဲ့ဖြစ်လာတဲ့အခါဘာစဖြစ်မလဲကဲဒီဇက်လန်လေးကတော့ဟိုရှိတုန်းကဖာရာနဲ့သီပယွန်ပြန်မရမင်းလက်ထက်ကိုပြန်သွားရမှာပါဇလန်ကတော့မြောက်တအုပ်ရဲ့သူတို့အားလုံးကိုတေလူမြောပါဖြစ်စေခဲ့တတိတလုံးရဲ့အကြောင်းပါပဲရှင်ဇလန်ကဟိမဝန္တာတောနဲ့ကြီးတဲ့မှာစတင်ခဲ့တာပါအဲ့ဒီမှာမြောက်ကောင်ရဲ့၈လောက်ရှိတဲ့မြောက်အုပ်ကြီးတုံနေထိုင်ကြတဲ့သူတို့ရဲ့ခေါင်းဆောင်ကတော့ဉာဏ်ပညာအလွန်ကြီးမားတဲ့မြောက်မဲ့ဖျားလုံးတော်ခေါ်တိုင်းမှာပဲရှင်ဒီတေပင်ကြီးကပဲဇလန်ရဲ့အထီးကအကြောင်းရင်းဖြစ်လာခဲ့တာပေါ့သူ့ရဲ့အတီးတွေကအရန်ကိုချိုးမြင့်လွန်းလို့နာမည်ရှိနေလာပါအရင်နှစ်တွေကရွာမှာလူမရှိတော့ကတော့မြောက်တွေအားလုံးဒီအရသာကိုခံစားဖို့ကြပါတယ်တဲ့ဒါပေမဲ့ဒီတစ်နှစ်မှာတော့ပြဿနာတစ်ခုရှိနေတယ်အဲ့ဒီရွာကလူသူမရှိတဲ့ရွာမဟုတ်တော့ပဲလူတွေနဲ့စီကားနေပြီလीဒါပေမဲ့လည်းတီတီစားကြတဲ့စိတ်ကထိတ်မနိုင်သိမ့်မရဖြစ်နေတော့နောက်လိုက်မြောက်တွေအားလုံးမြောင်မင်းစီသွားပြီးတောင်းပန်ကြတာပေါ့အားလုံးအိမ်မောကြနေတဲ့တင်းခေါင်ရံအချိန်မှာခိုးဝင်ကြမယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ရှင်အဲ့ဒီလိုနဲ့ပဲစွန်စားရမယ့်ညတညကိုရောက်လာခဲ့ပါပြီမြောက်တူလုံးရဲ့အစီအစဉ်လဲစတင်တော့မှာပါရှင်ပဲဝင်းကျင်တစ်ခုလုံးအကြမ်းမကြားရလို့အောင်တိတ်ဆိတ်သွားတဲ့အချိန်မှာမြောက်တီအားလုံးရွာသားကိုခြေတန်းဖိုးပန်းနဲ့ဝင်ပြီးတော့အရသာရှိလာတဲ့တီတီတွေကိုပျော်ပျော်ကြီးစားသုံးကြပါတော့တယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကကြာမခံလဲပါဘူးရှင်။သူတို့ရဲ့ကံကစိုးဝါလာဖို့အကြောင်းဖန်လာပါတယ်။အခြေအနေကရုတ်တရက်ပြောင်းလဲသွားတယ်။ရွာသားတယောက်ကညဘက်အပေါ်ပါသွားဖို့နိုးလာတဲ့အချိန်မှာတစ်ပင်မောကအရေးမီမဲတွေကိုတွားမြင်လိုက်တာပဲ။သူ့ရဲ့အော်တန်ကြောင့်တရားလုံးနိုးကုန်မှလျော်ရှင်မျက်စိသမီးအသွေးမှာပဲမြောက်တဲ့အုပ်လုံးဝိုက်ခတ်လိုက်ရပါပြီ။အောက်မှာကလေးနှမဓာတ်တွေကင်ဆောင်ထားတဲ့ရွာသားတွေနဲ့ပြည့်နေပြီးထွက်ပေါက်မဲ့သမျှကိုပိတ်ထားလိုက်ကြတယ်။ဒီလိုနဲ့သူတို့အားလုံးထောင်ချောက်ထဲမှာလုံးဝပိတ်မိသွားပါတော့တယ်။မြောက်အားလုံးရဲ့စိတ်ထဲမှာတေပင်းနဲ့ကြုံရတော့မယ်ဆိုတဲ့ကြောက်စိတ်တွေကစိုးမိုးသွားပါပြီ။မျောလင်းချက်မရှိတော့ဘူး။မျက်စိရှိမှတည်ချင်းတရားကိုပဲမြင်နေရတဲ့အချိန်မှာသူတို့အတွက်တခုတည်းသောအားကိုးရာထိတဲ့ခေါင်းဆောင်မြောင်းမင်းစီအားလုံးပြေးသွားပြီးအသက်ကိုကယ်ဖို့ငိုယိုတောင်းပန်ကြပါတော့တယ်ရှင်အားလုံးအတွက်အချက်တည်းအစိုက်ဆုံးအရေးကြီးဆုံးထည့်တဲ့ဒီရဲ့ချိန်ခါမှာပဲမြောင်မင်းရင်ခေါင်းဆောင်နိုင်မှုရည်အတွင်းနဲ့နှဆိုင်နိုင်ဉာဏ်ပညာကထင်ရှားပေါ်လွင်လာခဲ့ပါတယ်ရှင်မြောင်မင်းကတခြားမြောက်တွေလိုထိုက်လိုက်မနေပဲသူ့ရဲ့နောက်လိုက်တွေကိုတီတီငင်ငင်နဲ့နှွှဲတင်လိုက်ပါတယ်သူကောင်းကောင်းသိတာပါတော့အားလုံးသာဆဲလို့ရှားကြောက်ရွံ့နေမယ်ဆိုရင်ပျက်စီးခြင်းကိုပဲဥတီသွားမှာဒါပေမဲ့တတိတရားနဲ့နေနိုင်ရင်တော့လွတ်မြောက်ဖို့ခွင့်ရရှိနေသေးတယ်ဆိုတာပါပဲရှင်ဒီမှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကမြောင်မင်းရဲ့အမိန့်ပါပဲဆက်စားကြောက်လို့ပြောလိုက်တာကအရှုံးပေးလိုက်တာမဟုတ်ပါဘူးဒါကမြောက်တီရဲ့ကြောက်စိတ်ကိုထိန်းချုပ်နိုင်ဖို့နဲ့အချင်းကြီးပြောင်းလဲသွားမယ့်အခွင့်ကောင်းကိုစောင့်ဆိုင်ရေးအချိန်ဆွဲနိုင်မှုအတွက်အကောင်းဆုံးဗျူဟာတစ်ခုပါပဲရှင်ဒါပေမဲ့မြောင်မင်းကအခင်းင်းကိုထိန်းချုပ်နေတော့မှပဲထူးခြားမှုတစ်ခုကိုသတိထားမိလိုက်တယ်အဲ့ဒါကတော့မြောက်တကောင်ပျောက်နေတာပါပဲရှင်မြောက်တီကိုရေတွက်ခိုင်းလိုက်တဲ့အခါမှာတော့မြောက်တကောင်တကယ်ပဲပျောက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီမြောက်ကဘာတူလဲဆိုတော့သူ့ရဲ့တူတော်မောင်တနက်ကပဲဖြစ်ပါတယ်ရှင်။တင်းနက်ကနောက်ကျမှရောက်လာတော့ရွာသားတွေရဲ့ဝိုင်းရံမှုထဲမှာပါမသွားသေးဘူး။ဒါဟာအရေးကြီးတဲ့အလဲဖြောင်းတစ်ခုပါပဲ။ဘာလို့လဲဆိုတော့သူကအပြင်ဘက်ကနေအခြေအနေကိုမြင်နေရတဲ့အတွက်ကြောက်စိတ်မဝင်မဲ့အဖြစ်တစ်ခုလုံးကိုဖြူဟာကြကြသုံးသပ်နိုင်ခဲ့လို့ပါပဲရှင်။ဒီမှာတင်းနဲ့တေအန်နကအလွန်ထဲမဲ့တဲ့အကြံလာပါပြီ။တက်ရောက်ဝင်ကိုညီမဲ့အစားရွာသားတဲ့ပိုးကြီးပြီးပိုးရေးတဲ့ပြဿနာတစ်ခုကိုဖန်တီးလိုက်တယ်။အဲ့ဒါကတော့မီးလောင်မိုးပါပဲ။တင်နာရဲ့အကြံတော်ထင်ထောင်းလာချွေတောင်အောင်မြင်သွားပါတယ်။ကိုအိမ်မီးလောင်နေတာကိုမြင်လိုက်ရတဲ့အခါရွာသားတွေအားလုံးမြောက်တဲ့အကြောင်းကိုလုံးလုံးမေ့သွားပြီးမီးငိတ်သက်ဖို့အလွတ်ရဲ့ပေးလွှားကုန်ကြတာပေါ့။အဲ့ဒီလိုပွက်လောရိုက်နေတဲ့အချိန်မှာပဲမြောက်တဲ့အုံလုံးအကျွဲလွတ်မြောက်ရလန်းကပွင့်သွားခဲ့ပါတယ်ရှင်။ဒီလိုနဲ့အောစရာကောင်းတဲ့လွတ်မြောက်မှုဇလန်းလေးကတော့ပြီးဆုံးသွားပါပြီ။ဒါပေမဲ့ဒီဇလန်းရဲ့နောက်ွယ်မှာဘလို့သင်ခန်းစားရီများဖြစ်ထားလဲဆိုတာကိုကြည့်ကြရအောင်နော်။ဒီဇလန်းကတော့တင်တုကဇတ်တော်ပေးဖြစ်ပါတယ်ရှင်။မြတ်စွာဘုရားရှင်ရဲ့ရှေးဘဝဇတ်တော်တွေထဲကတစ်ခုဖြစ်ပြီးဗုဒ္ဓဘာသာဝင်တွေကိုစုံမဩဝါဒပေးဖို့အတွက်ကိုလိုတိုင်ဟောချခဲ့တဲ့ဇလန်းတစ်ပုဒ်ပေါ့။ဒီရပူပြီးစိတ်ဝင်စားဖို့ကောင်းတာကဘာလဲဆိုတော့လေမြတ်စွာဘုရားကဒီဇက်လန်ထဲကဇာကောင်းတွေဟာလက်ရှိဘဝမှာကိုရောရဲ့အနီးနားမှာရှိနေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တဲ့ဆိုတာကိုပါဖော်ထုတ်ခွင့်ချခဲ့ပါတယ်ရှင့်။ဒီဇက်တော်ကနေကျမတို့ရရှိနိုင်တဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ခေါင်းဆောင်မှုစစ်စစ်ဆိုတာအချက်အသေးကာလမှာပေါ်လွင်လာတယ်ဆိုတာပါပဲ
ပြဿနာကိုရှောင်ဖဲအားမျိုးမဟုတ်ဘဲတတိတရားကိုထိန်းချုပ်နိုင်စွမ်းကြောက်စိတ်ကိုစီမံခန့်ခွဲနိုင်စွမ်းနဲ့လုံးဝမလွတ်မြောက်နိုင်တော့ဘူးလို့ထင်ရတဲ့အခြေအနေမျိုးမှာတော့ဉာဏ်ပညာသုံးပြီးအပြေရှာနိုင်စွမ်းတော့ပဲဖြစ်ပါရဲ့ရှင်။ဒါဟာအချိန်မလောက်ပဲကြာအမြဲတမ်းတန်ဖို့ရှိပြီးလက်တွေ့အသုံးချနိုင်တဲ့သင်ခန်းစာတစ်ခုပါပဲ။ ဒီဇက်တော်လေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တင်သူကစားတော်ကနေရတဲ့သင်ခန်းစာတွေကအားလုံးဝတ်တဲ့အကျိုးရှိပြီးတက်ကြောင်မှုတွေချစ်စီလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ဆုံးအနေနဲ့နားဆင်သူအားလုံးကိုယ်စင်နဲ့ချာကျမ်းမှချမ်းသာကြပါစေရှင်။